မြန်မာကုံဆောင် Joshua Van တယောက်ဒါဆူရိုရဲ့မျက်နှာကိုသူ့ရဲ့အစွမ်းထက်လာတဲ့လက်သီးချက်တွေနဲ့ဘယ်လိုမျိုးသင်ခန်းစာပေးခဲ့တယ်လဲဆိုတာကိုအသေးစိတ်ဆွဲထုတ်တင်ပြပေးပါမယ်။ဒီပွဲမှာ Van ဟာတိုင်ရာရဲ့မျက်နှာကိုလက်သီးချက်ပေါင်း100ကျော်အထိတိတိကျကျထိုးနှက်နိုင်ခဲ့တာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Burmese Fight ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်။အခုဆိုရင် Joshua Van ဟာ Champion အစစ်မဟုတ်ဘူးလို့ဝေဖန်နေကြတဲ့သူတွေအရင်ကပန်တို့ကြာကိုကန်ကောင်းလို့နိုင်ခဲ့တာပါဆိုပြီးချိတ်တင်းခဲဖြောနေကြတဲ့သူတွေရဲ့ပါစာကိုဒီပွဲနဲ့တင်အပိအပိုင်ပိတ်ပိနိုင်ခဲ့ပြီလို့ပြောရပါမယ်။မတော်တဆဖြစ်ရဆိုတာ MMA လောကမှာမရှိပါဘူး။ဖြစ်တယ်လို့ဖြစ်လာတာမျိုးပဲရှိတာပါ။ Van ဟာ Champion ဖြစ်ကိုဖြစ်ရမယ့်သူမို့လို့ဒီနေရာကိုရောက်နေတာဖြစ်ကြောင်းမယုံကြည်သူတွေကိုငါးချီပတ်လုံးပညာဆုံးတုံးပြီးထပ်တည်ပြသွားခဲ့တာဖြစ်ပါတယ်။ပွဲမတိုင်ခင်ကတိုင်ရာဘက်ကနေ Champion အစစ်ကဘသူလဲဆိုတာပြမယ်ဆိုတဲ့လေးစားမှုကင်းမဲ့တဲ့အပြောတွေကို Van ကလက်သီးချက်တွေနဲ့ပဲအကောင်းဆုံးတွန်းပြန်သွားခဲ့ပါတယ်။ပွဲအချိန်ကြီးကိုပြန်ကြည့်ရင်တက်ဆူရိုတိုင်ရာဆိုတာ Flyweight တန်းမှာတကယ့်ကိုထိပ်တန်းအဆင့်ရှိတဲ့သူပါ။သူ့ရဲ့အကြီးမားဆုံးအားသာချက်ကပလိုင်ဘက်ကိုလွှဲချပြီးတဲ့နဲ့နောက်ကျောဘက်ကိုချက်ချင်းပြောင်းယူတတ်တဲ့အနေစနစ်ပါပဲ။အဲ့ဒီနေရာမှာသူကတကယ့်ကိုကျွမ်းကျင်လွန်နာကြောင်းပလိုင်ဘက်တွေကသူ့အောက်ရောက်သွားရင်ပြန်ထွက်ကိုတောင်မကြိုးစားရဲကြပဲအထိခိုက်နေအောင်ပဲ safe ကစားရင်ပိတ်မိနေတတ်ကြပါတယ်။ဒါပေမဲ့ Van ကတော့အဲ့ဒီလိုရှားဖားတဲ့ fighter တွေထဲကတယောက်ပါ။သူဟာတိုင်ရာရဲ့အောက်ကိုရောက်သွားတဲ့အချိန်မှတောင်စိတ်အေးထားနေနေစနုကြကြနဲ့ပြန်ထွက်နိုင်ခဲ့ပါတယ်။ Van ကိုတိုင်ကလည်းသူမြေပြင်မှာတော်တာတည်ပြီးသားပါ။ဒါပေမဲ့ငါအတော့ကအေးဆေးပါပဲလို့ပွဲပြီးမှပြောသွားခဲ့တာကိုကြည့်ရင်သူ့ရဲ့ယုံကြည်မှုကိုမြင်နိုင်ပါတယ်။တိုင်ရာရဲ့ game plan က Van ကိုတန်စကာနာကထားပြီး ground control နဲ့တက်လုံချဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့ Van ကအားနည်းတဲ့အနေအထားမှာရှိနေချိန်မှာတောင်သူ့ကိုယ်သူအထိခိုက်နေအောင်ဘယ်လိုနေရမလဲဆိုတာကောင်းကောင်းသိပါတယ်။အထူးသဖြင့်တိုင်ရာကညာလက်နဲ့ထိုးတဲ့အချိန်တိုင်း Van ကသူ့ရဲ့နံယူရီထိုးမခံရအောင် position ယူပြီးကာကွယ်သွားတာကတကယ့်ကိုပညာသားပါပါတယ်။ဒုတိယအချီမှာတော့ Van ကပြိုင်ဘက်ရဲ့ striking time ကိုဖတ်မိသွားပြီးအချီအဆုံးနားမှာပြင်းထန်တဲ့ညာလက်တီးတစ်ချက်နဲ့တိုင်ရာကို knock down ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးပွဲက Van ရဲ့ဘက်ကိုလုံးဝရောက်ရှိသွားခဲ့တာပါ။တိုင်ရာဟာ Van ကိုလွှဲချဖို့ခဏကြိုးစားခဲ့ရတဲ့အတွက်တက်လုံတော်တော်လေးကျသွားခဲ့ပါတယ်။တစ်ဖက်မှာ Van ကတော့စိတ်ရှည်လက်ရှည်နဲ့ပွဲကိုဖတ်တတ်သလိုနီးစနစ်လည်းအရန်ကောင်းပါတယ်။ပြိုင်ဘက်ကအကွာဝဲထိန်းဖို့အတွက် fake လုပ်တဲ့အချိန်တိုင်း Van ကနောက်မဆုတ်ပဲရှေ့ကိုတိုးပြီးထိုးနှက်ခဲ့တာကြောင့်တိုင်ရာတော်တော်လေးအထိနာသွားခဲ့ပါတယ်။မာလီခင်ရဲ့နီးပြ Frank ရဲ့ညွှန်ကြားချက်အရ Van ဟာပြိုင်ဘက်ရဲ့နံကြားတဲ့ကိုလက်သီးနဲ့နှိုက်ထိုးပြီးတက်လုံကြအောင်လုပ်ခဲ့တာကလည်းဒီပွဲရဲ့အောင်မြင်မှုတော့ချက်တစ်ခုပါပဲ။ Van ဟာဒီပွဲမှာလက်သီးဒူတတောင်စုစုပေါင်းထိချ30ချက်အထိရှိခဲ့ပြီးအဲ့ဒီထဲက118ချက်ကတိုက်ရိုက်ထိမှန်ခဲ့တာဖြစ်ပါတယ်။ Van ရဲ့လက်သီးဟာ10မိနစ်ကို8ချက်နှုန်းလောက်ထိထွက်တာဖြစ်လို့ပြိုင်ဘက်အနေနဲ့10မိနစ်မှာ8ချက်လောက်အထိုးခံနေရတဲ့သဘောပါပဲ။သူ့ရဲ့လက်သီးဟာလက်တံတိုးပေမဲ့အလေလွဲ့မရှိသလောက်တီးကြသလိုပြန်ရုပ်တာလည်းအယံမြန်ပါတယ်။ထိုးချက်တိုင်းကထိကျင်ရထိပေထိုးတာမျိုးမဟုတ်ပဲမေးရိုးဘေးနဲ့ balance ပြည့်စီမဲ့နေရာတွေကိုပဲဥတီထိုးတာကြောင့်သိပ်မကြီးတဲ့ထိုးချက်တောင်တော်တော်လေးထိရောက်ပါတယ်။ Van ဟာဒီပွဲမှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနဲ့နီးစနစ်ပိုင်း3ခုစလုံးမှာအပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ပွဲကတော့တိုင်ပွဲရက်နဲ့ပဲပြီးဆုံးခဲ့ပြီးဒါဟာအန်ဒရယ်ရှိတဲ့အခြေအနေမို့လို့တိုင်ကရက်လိုက်တာဖြစ်ပါတယ်။ပွဲပြီးမှာတော့ Van ကပန်တိုဂျာကိုနွားနို့မြမြတောက်ထားဖို့လောင်ပြောင်ပြောဆိုသွားခဲ့တယ်လို့ပန်တိုဂျာကလည်း Van ရဲ့အားနည်းချက်ကိုရှာတွေ့ခဲ့ပြီလို့လေးပြန်တိုက်သွားပါတယ်။ဘာပဲဖြစ်ဖြစ် Joshua Van ဟာအခုဆိုရင်စစ်မှန်တဲ့ Champion ဖြစ်ကြောင်းတက်တည်ပြနိုင်ခဲ့ပြီမို့မြန်မာပရိသတ်တွေအတွက်တော့ဂုဏ်ယူစရာပါပဲ။မြန်မာအလံကိုခြုံထားတဲ့ကျွန်တော်တို့ရဲ့တိုင်းရင်းသားလေးကိုဆက်လက်အားပေးသွားကြရအောင်ခင်ဗျာနောက်ထပ်ထူးခြားတဲ့သတင်းတွေကိုလည်းအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ page ကို like and share လုပ်ထားပေးဖို့နဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်